အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရှေ့မှာပေါ့နော်ဒီ Photoshop ရဲ့ interface တစ်ခုကိုလည်းပြီးပြီပြီးရင်ဒီ workspace တစ်ခုကိုလည်းပြီးပြီပေါ့နော် tools တွေကိုမသွားခင်မှာကျွန်တော်တို့layer အကြောင်းအရင်သွားမယ်နော် Photoshop မှာlayer တွေနဲ့ပေါင်းထားကျွန်တော်တို့ layer တွေနဲ့ပေါင်းထားဥပမာပေါ့ပုံတစ်ခုဖြစ်ဖြစ်စာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့တစ်ခုယူလိုက်ပြီဆိုရင်layer မှာlayer တစ်ခုအနေနဲ့ထွက်လာတယ်အဲ့တိုင်းပဲကျွန်တော်တို့ brush တစ်ခုပေါ့နော်အဲ့ဒါမှမဟုတ်ရင် layer တစ်ခုယူရဲဆိုရင်အမှဘေးနားမှာ layer နဲ့အဲ့လိုမျိုးထွက်သွားတယ်ဗီဒီယိုထဲမှာဘာသုံးလဲဘာညာလုံးဝမကြည့်နိုင်အောင်ပေါ့နော်ကျွန်တော်တို့အဓိကကျွန်တော် layer ကိုပဲကြည့် layer မှာဘာတွေလောက်သွားလဲအဓိက layer အကြောင်းပဲနားလည်အောင်အရင်လောက်ထားလိုက်ဒီကြမှာကျွန်တော်တို့ layer tools တွေကိုဒီနောက်သင်ခန်းစာမှာကျွန်တော်သိချာတစ်ခုချင်းစီသွားမယ်ပေါ့နော်တကယ်လို့မြတ်ဒီ layer မဖွင့်ထားအောင်ဆိုရင်ကျွန်တော်တို့ window ကိုသွား menu bar ကနေ window သွားပြီးတော့ဒီ layer နှိပ်လဲရတယ်အမှန်လည်းဒီ F7 ပေါ့နော်အဲ့ဒါနှိပ်လဲရတယ် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်ခုနပထမဆုံးယူလိုက်တဲ့ဟာတကူကဒီ layer အောက်ဆုံးရောက်နေတယ်ဗာလဲစာတွေပဲဖြစ်ဖြစ်ပုံပဲဖြစ်ဖြစ်ပေါ့နော်ဒီ layer မှာအဲ့လိုမျိုးအကုန်လုံးပေါ်လာတယ်ဥပမာကျွန်တော်ပုံတစ်ခုထည့်လိုက်မယ်ပေါ့နော်ဒီမှာကျွန်တော်ထည့်လိုက်ပြီဒီထည့်လိုက်တဲ့ဟာတခုလဲပုံလဲဒီမှာဒီဘေးနားမှာ layer အနေနဲ့ထွက်လာတယ်တကယ်လို့မြတ်ကျွန်တော်တို့ဒီအနီရောင်ကိုအပေါ်ဆုံးပို့ချင်တယ်ဆိုရင်ကျွန်တော်တို့ control နဲ့အပိတ်ကိုကျွန်တော်တို့နှိပ်လိုက်ပြီဆိုရင်ဒီအပေါ်ရောက်သွားတယ်တခုချင်းစီပေါ့နော်ဒီမှာ layer မှာကြည့်လိုက်ကျွန်တော်တို့ဒီ layer မှာကြည့်လိုက်တခုချင်းစီကိုနှိပ်တယ်အဲ့ဒါမဟုတ်ဘူးကျွန်တော်တို့ mouse နဲ့ပဲလုပ်မယ်ဆိုလဲရတယ်ကျွန်တော်တို့ကြိုက်တဲ့နေရာမှာပို့လို့ရတယ်ကျွန်တော်တို့ layer တစ်ခုချင်းစီကိုအလွာလိုက်ပေါ့နော်အဲ့ဒါဒီအလွာကိုကျွန်တော်တို့အပေါ်ဆုံးပို့ချင်တယ်ဆိုဒီ layer ကနေအပေါ်ဆုံးကိုရွှေ့လိုက်ရုံပဲတကယ်လို့မြအောက်ကိုရောက်ချင်တယ်ဆိုရင်အောက်ကိုရွှေ့လိုက်ရုံပဲအဲ့ဒါလေးပဲကျွန်တော်ဒီနေရာမှာပေါ့နော်ဒီအမိုက်ပုံးနားလေးရပေါ့နော်ဒီနေရာမှာကျွန်တော် new layer ခေါ်လိုက်ရုံအဲ့ဒါမဟုတ်ရင်လည်းဒီမှာ menu bar layer ပြီးတော့ဆိုပြီးတော့ဒီမှာ new layer ပေါ့နော် new layer ပေါ့နော် shift control n ပေါ့နော်အနေလိုက်ပြီဆိုရင်ဒီမှာ empty color ဖြစ်မလဲပေါ့နော်ကျွန်တော်တို့များသောအားဖြင့်တော့ကျွန်တော်ဒီတိုင်းပဲ okay ပဲနှိပ်လိုက်တယ် okay အဲ့ဆိုရင်ကျွန်တော်တို့ဒီအပေါ်ဆုံးမှာ layer empty layer တခုထွက်လာပြီအဲ့ဆိုရင်ကျွန်တော်တို့ဖြည့်ချင်တဲ့ဟာပေါ့နော်ကျွန်တော်မဖြည့်လိုက်တယ်ဒီ layer ကိုကျွန်တော် messy မိတ်လိုက်မယ်ပေါ့နော်ဒီမှာ messy လိုက်မိတ်နိုင်မယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီပုံကိုလုံးဝမူရင်းပုံလုံးဝမထိဘူးနောက်ဆုံးကျွန်တော်တို့ project အကြီးတွေကင်တဲ့အခါဒီ layer တစ်ခုချင်းဆိုကျွန်တော်နာမည်မှတ်တာပို့ပြီးတော့ဆင်ပြေတယ်ပြီးကြရင်ဟိုမှာဒီ group ဖွဲ့လို့ရတဲ့ဟာအကုန်လုံး group ဖွဲ့ပြီးတော့တေချာလေးကိုတက်ထားတာပို့ပြီးတော့ကျွန်တော်ပြန်ကြည့်ရင်လည်းပိုဆင်ပြေတယ်ပေါ့နော်ဒီနာမည်ပေါ်မှာပေါ့နော်ဒီနာမည်ပေါ်မှာmouse နဲ့ click နှစ်ချက်နိုင်လိုက်အဲ့ဆိုကျွန်တော်တို့နာမည်ပြောင်းနေတာပေါ်ပြီးပြီ FLARE flare ပေါ့နော်အဲ့လိုမျိုးတတ်မှတ်လိုက်မယ် okay ရပြီအဲ့ဆိုရင်ကျွန်တော်တို့နာမည်ပြောင်းလို့ရပြီဒီဟာဆိုလဲကျွန်တော်တို့ CAR ဆိုပြီးတော့ကျွန်တော်ထားလိုက်မယ် okay အဲ့ဆိုကျွန်တော်တို့နာမည်လဲlayout နာမည်လဲပြောင်းလို့ရပြီဒီ layer ကိုကျွန်တော်ဒီ layer ကိုမသုံးချင်တော့ဒါပေမဲ့မဖြတ်ချင်ဘူးတကယ်လို့များအခက်မသိကျွန်တော်တို့ပြန်လိုချင်တယ်ဆိုရင်ကျွန်တော်တို့ပြန်သုံးလို့ရအောင်ဘာမှလည်းပြင်စရာမလိုအောင်ကျွန်တော်တို့လုပ်မယ်ဆိုရင်ဒီမှာမျက်စိပိတ်လိုက်တယ်အဲ့ဆိုရင်ကျွန်တော်ဖြတ်ထားတာလည်းမဟုတ်ဘူးဒီတိုင်းပဲဒီဟာအုပ်လိုက်တဲ့ဒီဖွက်ထားတဲ့သဘောပေါ့နော်အဲ့လိုမျိုးကျွန်တော်ဒီမှာပြန်ဖော်လိုက်တယ်အဲ့ဒါပဲကျွန်တော် layer တစ်ခုကိုကျွန်တော်ဖွင့်ပိတ်လုပ်လို့ရတယ်ပေါ့နော်ဖွင့်လိုက်ပြီးမျက်စိကဖွင့်လိုက်ပြီးဆိုရင်ကျွန်တော်တို့ကမြင်နေရတယ်မျက်စိကိုဒီမှာပိတ်လိုက်ပြီဆိုရင်ဒီမှာ click တစ်ချက်နဲ့နှိပ်လိုက်အောင်ပဲပေါ့နော်ပိတ်လိုက်ပြီဆိုရင်ကျွန်တော်မမြင်ရတော့ဒါပေမဲ့သူကရှိနေသေးတယ်ဒီကျွန်တော် layer မှာရှိနေသေးတယ် opacity ကကြတော့ကျွန်တော်တို့ဒီ layer တစ်ခုလုံးရဲ့ဖြစ်တည်မှုကိုကျွန်တော်အတိုးလျှော့လုပ်လိုက်တာအဲ့လိုမျိုးပေါ့နော်ဒီမှာ opacity ကိုကျွန်တော်လျှော့လိုက်မယ်ပေါ့နော်50လျှော့လိုက်မယ်အဲ့ဆို30လျှော့လိုက်မယ်အဲ့ဆိုရင်သူက30ဒီ layer တစ်ခုလုံးကို30ပဲဖြစ်သွားတယ်ဒီနေရာမှာကျွန်တော်လုံးဝလျှော့လိုက်မယ်ဘာမှမမြင်ရတော့ဘူးကျွန်တော်တို့မမြင်ရတော့ဘူးပေါ့နော်သူကတော့ရှိနေတယ်မျက်စိလည်းမပိတ်ထားဘူးဒါပေမဲ့ opacity 0ဖြစ်နေတော့သူကဘာမှမပေါ်တော့ဒီအောက်မှာ fill ရှိသေးတယ်အဲ့ fill ကကြတော့သူ့ပေါ်မှာဘာ layer style ဘာညာလုံးဝမရှိဘူးဆိုရင်အတူတူပဲဒါပေမဲ့တခုရှိတာကဒီဟာကဒီ fill ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ဒီ layer တစ်ခုတည်းကိုပဲfill လုပ်တဲ့ဟာဥပမာကျွန်တော် text layer တစ်ခုကိုကျွန်တော်လုပ်ကြည့်လိုက်မယ် stop ပတ်လိုက်မယ်
ဒီ original shape မလို့ချင်ဘူးကျွန်တော်တို့ဘေးနားမှာပတ်ထားတဲ့ဟာပဲလို့ချင်တယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ fill နေရသွားတယ် okay မကြည့်လိုက်အထက်ကဟာပဲပျောက်သွားတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ fill ကကြတော့ layer တစ်ခုတည်းကိုပဲသူကဖြောက်ပေးတယ်သူ့ပေါ်မှာတက်ထားတဲ့ဟို stock ပဲဖြစ်ဖြစ်drop shadow ပဲဖြစ်ဖြစ်ပေါ့နော်သူ့ပေါ်မှာထားတဲ့ဒီ layer sign တွေအကုန်လုံးကိုသူကမဖြတ်ထားဘူးသူကပေါ်နေတယ်ဒါပေမဲ့ opacity ဆိုရင်ဘာ layer sign ပဲထည့်တဲ့အကုန်လုံးကိုသူဒီ layer တစ်ခုလုံးကိုသူကဟောအကုန်လုံး short လိုက်တဲ့တဘောအဲ့လိုမျိုးပေါ့နော်အဲ့ဆိုကျွန်တော်တို့ဒီဟာတဘောပေါက်ပြီးထင်တယ်group ဖွဲ့တဲ့ဟာကကျွန်တော်တို့ group ဖွဲ့ချင်တဲ့ဟာအကုန်လုံးကိုကျွန်တော်တို့ select လုပ်လိုက်တယ်ဒီကနေ select လုပ်လဲရတယ်အဲ့ဒါမဟုတ်ဘူးဆိုလဲကျွန်တော်တို့ဒီကနေဒီ layer တွေအကုန်လုံးပေါ့နော်ကျွန်တော်တို့ control နဲ့တွားရင်ကျွန်တော်တစ်ခုချင်းစီကိုချပြီးရောလုပ်လို့ရတယ်တကယ်လို့များအဲ့လိုမဟုတ်ဘူးဒီအတန်းလိုက်ဆိုရင်ကျွန်တော်တို့ shift ပေါ့နော် shift လုပ်ပြီးတော့ကျွန်တော်တို့ဒီမှာနှိပ်လိုက်ရင်အကုန်လုံးကို select လုပ်လိုက်တယ် shift တစ်ခုနဲ့တစ်ခုကြားပေါ့နော်ကျွန်တော် selection ဝင်တယ်ဆိုရင်ကျွန်တော်တို့ control G လုပ်လိုက်မယ်ပေါ့နော် control G okay ဆိုရင်ကျွန်တော် group ဖွဲ့လိုက်ပြီဒီမှာ group လိုက်လှုပ်ရှားနေပြီပေါ့နော်လုံးဝမလုပ်ချင်တော့ဘူးအဲ့လိုမျိုးဆိုရင်ဒီမှာ log ကိုလုပ်လိုက်မယ်ဆိုရင် तू ကလိုနေကျွန်တော်တို့ဟိုဖြစ်လို့မရတော့ရွှေ့လို့မရတော့ပြင်လို့မရတော့ဒါပေမဲ့ကျွန်တော်တို့ပြန်ပြင်ချင်တယ်ဆိုရင်ဒီနေရာမှာ log လေးကိုတစ်ချက်နှိပ်လိုက်ရင်ဒီမှာပြန်ပြီးတော့ unlock ဖြစ်သွားပါတော့เนาะ okay ဆိုရင်ကျွန်တော်တို့ lock လုပ်လို့ရပြီကျွန်တော်တို့လုပ်ချင်တဲ့ layer ကိုကျွန်တော် select ပေးလိုက်တယ်ပြီးကြရင်ကျွန်တော်တို့ဒီနေရာမှာဒီ fx ဆိုတဲ့ဟာပေါ့နော်အဲ့နေရာမှာသွားတယ်ဒီဟာတွေအကုန်လုံးလုပ်လို့ရတယ်ပေါ့နော်ဒီဟာတွေအကုန်လုံးကlayer style လို့ခေါ်တယ်ကျွန်တော် layer style နေမှာဒီ color overlay ကဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်ဒီ text မှမဟုတ်ဘူးတခုခုပေါ့နော် layer ထဲမှာရှိတဲ့ဟာတွေအကုန်လုံးကျွန်တော် layer တစ်ခုလုံးသူကအဲ့လိုမျိုးcolor overlay လုပ်ပေးရ logo တွေကဟို color ကြရင်ဗါလဲအနောက်ခံအမဲဆိုရင်ကျွန်တော်အဖြူပြောင်းတဲ့ချိန်တို့အဖြူဆိုရင်ကျွန်တော်အမဲပြောင်းတဲ့ချိန်တို့အဲ့လိုမျိုးဆိုရင်ကျွန်တော်ဒီ color overlay နဲ့ပဲပုံလုံးလုပ်သွားရပါတော့ဒီမှာ color overlay ကကျွန်တော်ကြိုက်တဲ့ color ပေါ့နော်ကျွန်တော်ထည့်ပြီးရွေးပြီးတော့ကျွန်တော်တို့ okay လုပ်လိုက်ရုံပဲပြီးကြရင်ဒီ layer မှာရှိတဲ့ plus sign တွေပေါ့နော် plus sign ပေါ်ပြီဆိုရင်ကျွန်တော်တို့ plus လုပ်လို့ရတယ်နှစ်ခါသုံးခါပေါ့နော်အဲ့လိုမျိုးနှစ်ထပ်သုံးထပ်လုပ်လို့ရတယ်ပေါ့နော် gradient overlay လည်းရှိတယ် gradient overlay ကြတော့ကျွန်တော်တို့ခုန color overlay နဲ့အတူတူပဲဒါပေမဲ့သူ့ဟာကြတော့ color နှစ်မျိုးသုံးမျိုးကျွန်တော်တို့ဆက်တက်လောက်ပေါ့နော် gradient မှာဆက်တက်လောက်ကျွန်တော်တို့ဆက်လို့ရတယ်ဘယ်လိုမျိုးလဲဆိုရင်ဥပမာကျွန်တော်တို့ဒီဟာတွေရှိတယ်ဒီဟာကိုမှကျွန်တော်တို့ထပ်ပြီးတော့ဟိုလုတ်ချင်တယ်ဆိုရင်ဒီမှာဒီနေရာကိုရွေးလိုက်တယ်ကျွန်တော်တို့ဘာ color ကြိုက်မလဲပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ color ကိုကျွန်တော်ဖြည့်လိုက်ရုံပဲ okay နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာလဲ okay ပြီးကြရင်ကျွန်တော်တို့ဒီဟာကိုဘယ်လောက် degree လဲမလဲပေါ့နော်ဟိုမှာကျွန်တော် degree လဲသလိုသူ့ဟာလဲပြောင်းနိုင်တယ်ပေါ့နော်ပြီးကြရင် scale လဲရှိတယ်ကျွန်တော်ဘယ်လောက်ထိ scale လုပ်ထားမလဲပေါ့နော်ဒီဟာတွေကြာကိုပုံဝင်လိုက်ပေါ့နော်ပုံဝင်လိုက်ဘယ်လိုနေရာမှာဘယ်လိုအဆင်ပြေမလဲဆိုတဲ့ဟာကိုယ့်အကိုချိန်ရတဲ့ဟာပေါ့နော်ဥပမာပဲနေရာမှာအဓိကသုံးလဲဆိုရင်ကျွန်တော်စာတွေကို text effect ပေါ့နော်အဲ့လိုမျိုးရွှေရောင်တို့အဲ့လိုမျိုးလုပ်ချင်တဲ့ခါဒီ gradient ကိုပါညာသုံးတယ်ပေါ့နော်ပြီးကြရင် pattern overlay ပေါ့နော် pattern overlay ကြတော့ကျွန်တော်တို့ဒီ pattern ကိုကျွန်တော်တို့ဘာသာကျွန်တော်လုပ်လို့ရတယ်သူ့မှာပေးထားတဲ့ဟာတိတ်ရောမရှိဘူးဒီဟာတွေပေါ့နော်ဒီလိုရှိတယ်ဒါပေမဲ့အသုံးတော့တော်တော်နည်းတယ် color overlay နဲ့အတူတူပဲဒါပေမဲ့ pattern ကြတော့ pattern ထဲမှာရှိတဲ့ဟာတွေပဲသုံးလို့ရတယ်ပေါ့နော် outer glow ကကြတော့သူ့မှာကျွန်တော်ပေးထားတဲ့ color ပေါ့နော်သူကဟိုဖြော့လေးနဲ့အဲ့လိုမျိုးကျွန်တော်တို့လင်းသွားပါတော့အဲ့လိုမျိုးဒီမှာ color overlay တွေတစ်ခါရေးချိန်လို့ရတယ်inner shadow ကြတော့ကျွန်တော်တို့အထဲကိုကျွန်တော် shadow နည်းနည်းပါးပါးထည့်တဲ့ဟာပဲဒီမှာပေါ့နော် drop shadow ဆိုရင်ကျွန်တော်ဒီ text တစ်ခုကိုပေါ့နော်ဒီမှာ color ဖြည့်သွားဒီအရေးတစ်ခုလိုပေါ့နော်အဲ့လိုမျိုး 3D ဆန်းဆန်းပေါ့နော်အဲ့လိုမျိုးလုပ်တဲ့ဟာမှာသုံးတယ် okay အဲ့ဆိုရင်ကျွန်တော်တို့အဓိကသုံးတဲ့ဟာကဒီ stock ရှိမယ်ပြီးကြရင် inner shadow ကကြတော့ကျွန်တော်တို့အထဲကိုကျွန်တော်တို့ shadow နည်းနည်းပါးပါးဝင်တာပေါ့နော်ဒီ shadow ကကျွန်တော်တို့ကြိုက်တဲ့ color ပြန်ချိန်လို့ရတယ်
ပြီးကြရင် inner glow ပေါ့နော်ဒီ inner glow ကကြခုန inner shadow နဲ့ဆန့်ကျင်ဘက်မှာတော့ဒီ inner glow ကကြတော့အထဲကိုလင်းသွားတာအဲ့လိုမျိုးပေါ့နော်ပို့ပြီးတော့ကြွတာပေါ့နော်ပြီးကြရင်setting ကကြတော့ဒီလိုပဲပေါ့နော် multiply နဲ့ color ကျွန်တော်တို့ color တစ်ခုရွေးပြီးတော့အဲ့ဒါကို multiply လုပ်ချလိုက်တာ okay အဓိကကျွန်တော်တို့ဒီနေရာမှာ layer style မှာအများဆုံးသုံးတဲ့ဟာကstroke ရှိမယ် color overlay ရှိမယ် gradient overlay ရှိမယ် drop shadow ရှိမယ်အဲ့၄ခုဆိုရင်ရပြီပေါ့နော်များတော့အပြင်ဒီဟာတွေပဲသုံးကြတယ် blending mode သွားလိုက်မယ် blending mode ကကြတော့ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့ဒီဟာတွေအကုန်လုံးပေါ့နော်အများကြီးပဲပေါ့နော်ဒီမှာဒီ darken ကနေဒီ darker color ပေါ့နော်ဒီဟာထိဆိုရင်ကျွန်တော်တို့darken mode ပေါ့နော်ကျွန်တော်တို့ပုံတစ်ခုကိုကျွန်တော်တို့မောင်ချင်တဲ့ခါပေါ့နော်ပို့ပြီးတော့အမောင်ဘက်ကိုသွားချင်တဲ့ခါဒီဟာတွေသုံးတယ်အဓိကအဖြစ်ဒီထဲမှာကျွန်တော်တို့မှတ်ထားမှာကကျွန်တော် shadow ထည့်တယ်ဆိုရင်အကုန်လုံးနီးပါပေါ့နော်အကုန်လုံးနီးပါကိုကျွန်တော် multiply ထားရတယ်ပြီးကြရင်ဒီ lighten ပေါ့နော် lighten screen ဒီ screen တွေကကြတော့ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့အမဲရောင်နောက်ခံရှိတယ် screen ပြောင်းကြည့်လိုက်မယ်ပေါ့နော်အဲ့ဆိုရင်ခုနကျွန်တော်တို့ normal နဲ့ထားတဲ့ဟာပေါ့နော် normal နဲ့ထားတဲ့ဟာကဘေးနားမှာအမဲရောင်ရှိတယ်ဒါပေမဲ့ကျွန်တော်ဒီပုံမှာကျွန်တော်နောက်ခံအမဲရောင်ရှိတယ်အဲအကြောင်းကျွန်တော်တို့ဒီဟာကို screen ပြောင်းလိုက်တယ်ဆိုရင်ကျွန်တော်တို့ရပြီပေါ့နော်အဲ့ခုနအမဲတွေအကုန်လုံးပြောက်သွားတယ်အဲ့လိုမျိုးပဲပေါ့နော်ဒီ flare တွေပါညာအဲ့လိုမျိုးထည့်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ screen နဲ့ပြောင်းတယ်ဒီမှာ lighten တချို့ဟာတွေဆိုရင်ကျွန်တော်တို့ပုံလိုက်ပေါ့နော်ကျွန်တော် lighten နဲ့ကောင်းလားအမှန်ကျွန်တော်စမ်းကြည့်ရမှာပဲပေါ့နော်ဒီဟာဆိုမလာတော့ပေါ့နော်အဆင်မပြေဘူးဒီဟာဆိုအဆင်ပြေတယ် linear dot ဒီဟာကြတော့ဒီဟာတွေအကုန်လုံးကဒီအောက်ကဟာတွေအကုန်လုံးကတိတ်ပြီးတော့မသုံးဘူးကျွန်တော်တို့မေ့ထားလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အများဆုံးသုံးတဲ့ဟာကဒီ multiply ရှိမယ် lighten ရှိမယ် screen ရှိမယ် overlay ရှိမယ် soft light ရှိမယ်ပေါ့နော်ကျွန်တော်ပုံတစ်ခုခုယူလိုက်တယ်ကျွန်တော်ပုံတစ်ခုခုယူလိုက်တယ်ပေါ့နော်အဲ့ဒီပုံကိုကျွန်တော်တို့ဘယ်ချိန်မှာဘယ်လိုပြန်သုံးမလဲဆိုတာကျွန်တော်မသိတဲ့ဟာပေါ့နော်ကျွန်တော်တို့မူရင်းပုံကိုလုံးဝမဖြည့်ဆည်းရနဲ့လောက်တာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒီ layer mask ကြတော့ကျွန်တော်တို့ selection ပေးပြီးသားပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ဟာစိတ်ပိုင်းကိုပဲကျွန်တော်တို့ဖော်လိုက်တယ်မလိုချင်တဲ့ဟာအကုန်လုံးဖျောက်လိုက်တယ်ပေါ့ဖျောက်တယ်ဆိုတဲ့အတိုင်းပဲကျွန်တော်ဘယ်ချိန်မှဆိုကျွန်တော်ပြန်ဖော်ချင်တဲ့ချိန်မှာကျွန်တော်ပြန်ဖော်လို့ရတယ် selection ပေးတဲ့ဟာနောက်မှပြောလိုက်မယ်ပေါ့နော်ခုလောလောဆယ်ဒီ layer mask ကိုပဲရင်သွားရအောင် okay ဒီဟာပေါ့နော်ဒီဟာကိုကျွန်တော်တို့ဒီမင်းသားပဲလိုချင်တယ်နောက်က background ကိုမလိုချင်ဘူးဆိုရင်ကျွန်တော်တို့ဒီဟာကိုဒီနေရာမှာ layer mask ဆိုပြီးတော့ရှိတယ်ဒီခုန text effect နေရာနားမှာပေါ့နော် layer style နေရာနားမှာဒီမှာနှိပ်လိုက်တယ် okay အဲဆိုရပြီဒီနေရာမှာအလင်းကအများဒီမှာ transparent ဖြစ်သွားတာဒီမှာပေါ့နော်အဲ့မှာဒီအသားတွေယူတယ်များသွားတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ဒီဟာကိုB ဆိုပြီးတော့ brush ပေါ့နော် B ကိုနှိပ်လိုက်တယ်ပြီးတော့ကျွန်တော်တို့ခုနဖွင့်ပိတ်ပေါ့နော်ဒီဟာကိုကျွန်တော်ဖွင့်ပိတ်နဲ့ချိန်လိုက်တယ်ဖြူဒီဟာအဖြူထားလိုက်တယ်ပေါ့နော်ကျွန်တော် color နေရာမှာဖြူထားလိုက်တယ်ဒီ color ကကျွန်တော်တို့ဒီ letter D ပေါ့နော် D ကိုနှိပ်လိုက်တယ်ဆိုရင်ဒီမှာအဖြူအပေါ်က foreground ကအဖြူ background ကအမဲပြောင်းသွားမယ်တကယ်လို့မြတ်ဒီဟာကို switch လုပ်ချင်တယ်ဆိုရင် X ကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်အမဲကအပေါ်ရောက်သွားတယ် X တစ်ခါပြန်နှိပ်ပြီဆိုရင်ပြန်ဖြစ်တယ်ပေါ့နော် okay အဲဆိုကျွန်တော်ဒီဟာကိုပြန်ဖော်လိုက်မယ်ဆိုရင်ဒီမှာအဖြူနဲ့ပြန်ပြီးပို့လိုက်မယ် okay အဲဆိုခုနပို့သွားတဲ့နေရာတွေမရှိတော့ဘူးအဲ့လိုမျိုးပေါ့နော်အဲ့ဒီအတိုင်းပဲကျွန်တော်တို့ဒီနေရာမှာထပ်ပြီးတော့ဖြောခြင်းတယ်ဆိုရင်ကျွန်တော်တို့ဒီ color နေရာမှာအမဲကိုပြန်ပြီးတော့ဒီမှာပြန်ပြီးတော့လုပ်လိုက်တယ်ပေါ့နော်ပြန်ဖော်ခြင်းတဲ့ဟာတွေအကုန်လုံးကိုကျွန်တော်တို့အဖြူရောင်နဲ့ပြန်ဖော်တယ်ပြန်ဖြောက်ခြင်းတယ်ဆိုရင်အမဲရောင်နဲ့ပြန်ဖြောက်တယ်ပေါ့နော်ဒီ adjustment layer တခုကကြတော့ကျွန်တော်တို့ menu သွားတယ် adjustment သွားတယ်ဒီမှာvibrant ရှိမလား hue and saturation ရှိမလား color balance အကုန်လုံးရှိတယ်ပေါ့နော်ဒီမှာအကုန်လုံးရှိတယ်အဲ့ဒီတိုင်းပဲကျွန်တော်တို့ဒီ layer မှာဒီအောက်နားလေးမှာပေါ့နော် layer sign ရှိတယ်ဒီနေရာမှာ adjustment layer ပေါ့နော်ဒီ adjustment layer မှာကျွန်တော်တို့
solid color ရှိတယ် solid color ကြတော့ကျွန်တော်နေကြည့်လိုက်မယ်ဒီမှာအဖြူရောင် layer ခုန layer ခေါ်တဲ့အတိုင်းပဲပေါ့နော် empty layer ခေါ်တဲ့အတိုင်းပဲဒီမှာ solid color တစ်ခု layer တစ်ခုနေပြီးထွက်လာတယ်ဒီနေရာမှာကျွန်တော်ဒီအနေရာလေးပေါ့နော်တစ်ချက်နှိမ့်နှစ်ချက်နှိမ့်လိုက်မယ်မှကျွန်တော်တို့ပြောင်းချင်တဲ့ color ထပ်ပြောင်းလို့ရတယ်ပေါ့နော်ပြီးကြရင်ဒီဟာကိုကျွန်တော်အောက်ဆုံးပို့လိုက်မယ် okay အဲ့ဆိုရပြီပေါ့နော်ပြီးကြရင်ကျွန်တော်တို့ဒီ layer မှာပေါ့နော်ဒီပေါ်မှာကျွန်တော်ဖြည့်တဲ့ဟာအကုန်လုံးကိုကျွန်တော်မလိုချင်ဘူးဆိုရင်ဒီနေရာကိုဖွင့်ပိတ်လုပ်လို့ရတယ်ဖွင့်ပိတ်မဟုတ်ဘူးကျွန်တော်တကယ်ဖြတ်ချင်တယ်ဆိုရင်ဒီနေရာကိုနှိပ်ပြီးတော့ဖိထားလိုက်ပေါ့နော်ဖိထားလိုက်ရင်ကျွန်တော်တို့ FX ခုလုံးဒီမှာအမိုက်ပုံမှာပြန်ပစ်လို့ရတယ်အဲ့ဒါတစ်မျိုးပေါ့နော်ဒုတိယတစ်မျိုးကကြတော့ right click ထောက်လိုက်တယ်ထောက်ပြီးရင်ကျွန်တော်အောက်ကိုဆင်းလိုက်လို့ရှိရင်ဒီမှာ clear layer ဆိုင်ပေါ့နော်လုပ်လိုက်တယ်အဲ့ဆိုသူကနှစ်ကိုယ်တိုင်းပြန်ဖြစ်သွားတယ်ပေါ့နော် copy layer ဆိုင်ရှိတယ်ဒီ copy ကကြတော့ကျွန်တော်တို့ဒီ layer ဆိုင်ကိုဒီမှာတခြားချိန်ထားတဲ့ဟာအကုန်လုံးကိုကျွန်တော်တို့တခြား layer တစ်ခုမှထည့်ခြင်းတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင်သုံးတယ်ကျွန်တော်တို့ copy လုပ်ကြည့်လိုက်မယ်ပေါ့နော် copy လုပ်ပြီးတော့ကျွန်တော်စာတစ်ခုခုရေးလိုက်မယ်ပေါ့နော်ဒီမှာပေါ့နော်ကျွန်တော်စာတစ်ခုရေးလိုက်တယ်ဒီဟာကိုဒီတိုင်းဖြစ်ချင်တယ်ဆိုရင်ကျွန်တော် right click ထောက်ပြီးတော့ paste layer ဆိုင်ပေါ့နော် paste လုပ်လိုက်တယ် okay အဲ့ဆိုရင်ဘာမှကျွန်တော်တို့ထပ်နှိပ်ရမလို့ခုနဒီအောက်ကအတိုင်းပေါ့နော်ကျွန်တော်ဖက်လာတယ်ပေါ့နော်ဒီမှာကြည့်လိုက်ဒီအနောက်က background လည်းအကုန်လုံးလင်းသွားတယ်အဲ့လိုမျိုးမလို့ချင်ဘူးဒီပုံပေါ်မှာပဲလုပ်ချင်တယ်ဒီပုံပေါ်မှာပဲလင်းချင်တယ်ဆိုရင်ကျွန်တော်တို့ဒီဟာကို alter ဖိပြီးတော့ပေါ့နော်ဒီ alter key နှိပ်ပြီးတော့ဒီပုံပေါ်မှာကျွန်တော်လုပ်လိုက်တယ်အဲ့ဆိုရင်ဒီ adjustment မှာကျွန်တော်လုပ်ထားတဲ့ဟာအကုန်လုံးကကျွန်တော် clipping mask အုပ်ထားတဲ့ဟာအောက်က layer ပေါ်မှာပဲအသက်ဝင်တယ်ဒီမှာကြည့်လိုက်ဒီပုံတစ်ခုပဲပေါ့နော်ဒီပုံတစ်ခုပဲ adjust အလင်းမောင်လုပ်ပြီးတော့ဒီအောက်ကဟာငကိုတိုင်းပေါ့နော်အဲ့လိုမျိုးဖြစ်သွားဘာလို့လဲဆိုတော့ကျွန်တော် clipping mask အုပ်ထားလို့ပေါ့နော် clipping mask အုပ်လိုက်ပြီဆိုရင်အုပ်လိုက်တဲ့ဟာlayer ပေါ်မှာပဲအသက်ဝင်တယ်ပြီးကြရင်ကျွန်တော်တို့ဒီ adjustment ကိုကျွန်တော်တို့ဘယ်လောက်ထားမလဲပေါ့နော် okay နည်းနည်း short လိုက်မယ်ပေါ့နော်ကျွန်တော်လုပ်ထားတဲ့ဟာများပြီဆိုရင်ကျွန်တော် short လိုက်မယ်အဲ့လိုမျိုးကျွန်တော်ကြိုက်တယ်လို့ကျွန်တော်ပြန်ချိန်လို့ရတယ်ဟောနော်ကျွန်တော်ကြိုက်တယ်လို့ပြန်ချိန်လို့ရတယ်ခုနဒီပေါ်မှာလုပ်တဲ့ဟာတခုကကျွန်တော်ပုံပေါ်မှာပဲထည့်သွားတယ်အဲ့ဒါကြောင့်ကျွန်တော်ပုံကနောက်ဆုံးကျရင်ကျွန်တော်သုံးစားမရတော့ဘူးပေါ့နော်ခါလေးကျရင်အဲ့လိုမျိုးပြန်ပြီးတော့ငကိုတိုင်းပြန်သွားခြင်းတဲ့ဟာရှိရပေါ့နော်အဲ့လိုကြောင့်ဥပမာကျွန်တော်ဒီဟာကိုငကိုတိုင်းပြန်ဖြစ်ခြင်းတယ်ဆိုရင်ဒီမျက်စိပိတ်မလားအဲ့ဒါမှတခါရဲ့ဒီဟာကိုကျွန်တော်ဒီလို delete လုပ်မလားပေါ့နော်အဲ့တခုပဲရှိတယ်ဆိုတော့adjustment layer ဒီအကုန်လုံးကဒီကနေခေါ်တာပို့ပြီးတော့အဆင်ပြေတယ် smart object ကဘယ်လိုမျိုးလဲဆိုရင်ဥပမာကျွန်တော်ဒီပုံကို copy ပွားလိုက်မယ်ဒီဟာကsorry ဆိုပြီးဒီဟာထားလိုက်မယ်ပေါ့နော်ဒီဟာကိုကျွန်တော် right click ထောက်ပြီးတော့ဒီမှာ convert to smart object ပြောင်းလိုက်မယ် okay ပြောင်းလိုက်ပြီဆိုရင်ကျွန်တော်ဒီထဲကိုဒီမှာ file လေးတစ်ခုနဲ့ထွက်လာတယ်ဒီဟာလေးကို double click လုပ်လိုက်ရင်ခုနဝင်သွားတဲ့ဟာပေါ့နော်ခုနဝင်သွားတဲ့နေရာမှာကျွန်တော်တို့ဘာပဲထည့်ပေါ့နော်ကျွန်တော်တို့ကြိုက်သလိုပြန်ပြင်လို့ရတယ်ပြီးကြရင်ကျွန်တော် control S လုပ်လိုက်တယ်ပေါ့နော် save လုပ်လိုက်တယ်ပြီးရင်ပြန်ဖြတ်လိုက်တယ်ဒီနေရာမှာ update ဖြစ်သွားတယ်မကြည့်လိုက်ခုနလုပ်ထားတဲ့ဟာပေါ့နော် update ဖြစ်သွားတယ်ဆိုတော့ဒီဟာတစ်ခုကိုကျွန်တော် Photoshop file တစ်ခုအနေနဲ့ထပ်ပြီးတော့ဝင်ပြီးတော့ကျွန်တော်ကြိုက်လို့ချိန်ပြီးရင်ဒီကိုsave လုပ်လိုက်ရင်ဒီမှာလည်း update ပြန်ဖြစ်သွားတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ပြီးကြရင်နောက်တစ်ခုကဒီ smart object ဖြစ်တာရဲ့အကျိုးပေါ့နော်အကျိုးကျေးဇူးပြောမှာနော်ဒီမှာကျွန်တော်ဒီ filter တွေပေါ့နော် filter တို့ဒီ blur တို့ပေါ့နော်ကျွန်တော်လုံးတမျှအကုန်လုံးကိုကျွန်တော်တို့ဒီ smart object မှာပဲထားလိုက်တယ်ခုနကဒီ adjustment layer နဲ့အတူတူပဲပေါ့နော်ဥပမာကျွန်တော်ဒီဟာကိုblur လုပ်လိုက်မယ်ပေါ့နော်blur လုပ်ကြည့်လိုက်မယ် Gaussian blur အတူတူပဲကျွန်တော်ထားလိုက်မယ်ဒီမှာကြည့်လိုက်ကျွန်တော် blur ချိန်တဲ့ဟာလုံးဝမရှိတော့ဘူးဒီ layer မှာ blur ချိန်တဲ့ဟာလုံးဝမရှိတော့ဘူးဒီတိုင်းပဲတခါရဲ့ fix လုပ်ပြီးတော့ထွက်လာတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ Gaussian blur ကိုချိန်ချင်တယ်
အရင်များတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ double click လုပ်တယ်ပြီးကြရင်ကျွန်တော်တို့ပြန်ချိန်တယ်ဟုတ်နော်ကျွန်တော်ချိန်မယ် okay ဆိုလိုတာကကျွန်တော်တို့ smart object လုပ်လိုက်ပြီဆိုရင်ကျွန်တော်filter မှာတုံးတဲ့ဟာတွေ blur တွေဘာညာအကုန်လုံးပေါ့နော်ကျွန်တော်တို့ smart object ကခံထားတော့ကျွန်တော်တို့စိုက်တယ်လို့ညှိလို့ရရပေါ့နော်ပြီးရင်ဒီ smart object ဒီလိုဖြစ်နေတဲ့ဟာပေါ့နော် smart object ကဘာကွာလဲဆိုရင်ဒီမှာကြည့်လိုက်ဒီနှစ်ခုလုံးကိုကျွန်တော်သေးချလိုက်မှာပေါ့နော်တော့သေးသွားတယ် okay ဒီမှာဝါနေပြီပေါ့နော်ဘာလို့လဲဆိုတော့သေးတဲ့ခါကျဝါနေပြီ okay ဒီဟာကိုကျွန်တော်ပြန်ကြည့်လိုက်မယ်ဒီမှာကြည့်လိုက်ဒီ raster အရန်ဟိုဖြစ်တယ်ခုနပုံမကောင်းနော်ခုနပုံမကောင်းကျွန်တော်တို့ဒီသေးချလိုက်တယ်သေးချတဲ့ခါကျကျွန်တော်တို့ resolution တွေအကုန်လုံးကျသွားတယ်ကျပြီးရင်ကျွန်တော်ပြန်ချဲတဲ့ခါပြန်ကြားတဲ့ဟာပြန်မတက်တော့ okay အဲဆိုရင်ကျွန်တော်တို့ smart object လောက်ထားတဲ့ဟာဒီမှာပြန်ကြည့်လိုက်ဘာမှမကြောက်ဘူးပေါ့နော်ကျွန်တော်တို့လုပ်တော့ကနှစ်ခုလုံးကိုကျွန်တော်တို့သေးချလိုက်တာပဲညကြည့်လိုက်နှစ်ခုလုံးကိုသေးချလိုက်တယ်သေးချလိုက်တယ်ပြီးရင်ကျွန်တော်ပြန်ကြည့်လိုက်တယ်ပေါ့နော်ဒီမှာဒီခုနကလောက်ထားတဲ့ဒီ smart object မလောက်ထားတဲ့ဟာကတော်တော်ဝါတယ်ဒီဟာကလုံးဝငကိုတိုင်းပဲရှိတယ်ဆိုတော့ကျွန်တော် smart object လောက်တာပို့ပြီးတော့ safety ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဟို design ဆွဲတယ်ပေါ့နော်တချို့ကျွန်တော် working layer တွေမတွေ့ချင်ဥပမာကျွန်တော် V9 တစ်ခုဆွဲလိုက်တယ်ဆွဲလိုက်တဲ့ဟာတစ်ခုကိုကျွန်တော်တို့printing မှာအပ်တယ်မရင်း file ကိုလဲလိုချင်တယ်ဆိုရင်ကျွန်တော်တို့အဲ့လိုမျိုးပဲဖြစ်ပေါ့နော်အဲ့လိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့ဒီပုံပေါ်မှာဒီပုံပေါ်မှာပေါ့နော်ပုံမှာ right click ထောက်ပြီးတော့ဒီမှာ flatten layer ပေါ့နော်ဒီမှာ flatten layer ဆိုတာရှိတယ်ကျွန်တော်လုပ်ကြည့်လိုက်ဒီ discard hidden layerတွေokay အဲ့ဆိုရင်ကျွန်တော်တို့ဒီဟာက Photoshop file နဲ့ဒါပေမဲ့ခုနလှုပ်ထားတဲ့ဟာအကုန်လုံးလုံးဝမမြင်ရတော့ဒီပုံက background ဖြစ်ပြီးတော့ပုံတစ်ခုပဲထွက်သွားတယ်ကျန်တဲ့ကျွန်တော်လှုပ်ထားရှေ့မှာလှုပ်ထားတဲ့ဟာအကုန်လုံးမမြင်ရတော့ဘူးအဲ့လိုမျိုးပေါ့နော်ဒီဟာက Photoshop file လည်းယော့သွားတယ် quality လည်းမကျဘူးပေါ့နော်အဲ့ဒါ okay အဲ့ဆိုရင်ကျွန်တော်တို့ layer အကြောင်းကိုနားလည်လောက်ပြီးထင်တယ်ဒီဗီဒီယိုက share ရတဲ့အကြောင်းရင်းကကျွန်တော်တို့ဒီ layer နဲ့ Photoshop ကအဓိကအားဖြင့် layer နဲ့ဖွဲ့စည်းထားတာမို့လို့ကျွန်တော် layer အကြောင်းကိုကျွန်တော်emphasize လုပ်ပြီးတော့ကျွန်တော်ပြောရတာပေါ့နော်ဆိုတော့တကယ်လို့များနားမလည်တာဖြစ်ဖြစ်ကျွန်တော်တို့လုပ်နေရင်တန်းလန်းပေါ့နော်အဆင်မပြေတာဖြစ်ရင်ကျွန်တော်အကြောင်းကြားပါပေါ့နော်ကျွန်တော်လည်းတန်းတန်းတော့ကူညီပေးမယ်ပေါ့နော်ဆိုတော့အကုန်လုံးကျေးဇူးပါ like and subscribe လည်းလုပ်ပေးကြပါအောင်လို့